ဒီမှာဆိုရင်ဒါဗာမြင်းလဲဆိုတော့ဒါခွမြင်းဒါခွမြင်းဟုတ်ပြီနော်ကိုကပိန်နေဘေးသားတွေကိုအရန်ဖောင်းတာကိုမကြိုက်ဘူးဆိုရင်နောက်တနည်းဘယ်လိုဝိုင်းလို့ရလဲဆိုရင် cup ကပုံမှန်အားဖြင့်ဆိုရင်တင်ခွားနဲ့ဆက်တာမဟုတ်နော်တင်နဲ့ဗာနဲ့ကိုဆက်တာလေဒူးနဲ့ကိုဒီလိုဆက်ပြီး white တာမှလားအဲ့တော့ကိုကနည်းနည်းလေးစားကျင်တယ်ပေါ့နော်အထက်ကိုနည်းနည်းစားကျင်တယ်ဆိုရင်ဒီ cup ဒီလို white တဲ့ cup ကိုဒီလိုမှောက်လိုက်ဟုတ်ပြီနော်မှောက်ပြီးွားရင်လေဒီမှာကြည့်နော်မှောက်ပြီးွားရင်ဆိုရင်ဘာလုပ်မလဲဒူးနဲ့မြင်းတက်ရမှာပြနော်ဒူးနဲ့ခွားနဲ့ပေါ့နော်ဒူးနဲ့ခွားကိုဒီလိုဆက်လိုက်အဲ့ဒါဆိုရင်ဒီမှာတွေ့လားစားထုတ်လိုက်တယ်ဆိုတော့အပိုင်းလေးမြင်လာရမယ်မှန်တွေ့လားအဲ့ဆိုဘာဖြစ်သွားလဲဘေးသားနည်းနည်းတိမ့်သွားတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဖြစ်သွားတဲ့ဟာဒီလိုမျိုးထောက်ကျိုးဖြစ်သွားတဲ့ဟာကိုကြတော့ဘာလုပ်မလဲဒီလိုလေးနည်းနည်းလေးစားပေးဒီမှာကြည့်အဲ့လိုလေးဖြစ်သွားမယ်ရမယ်နော်အဲ့တော့အခုနကတော့ဒီလိုလေး white လိုက်တာဟုတ်တယ်နော်ဂွားနဲ့ white တာနော်တင်နဲ့ white တာမဟုတ်နော်ဂွားနဲ့ဒူကိုဒီလိုဆက်လိုက်တာဟုတ်ပြီအဲ့တော့ကိုကဒီနေရာမှာဆိုပါစို့ဂွားနဲ့ဒူကိုဆက်တာဒီမှာဒီနေရာနဲ့ဒီနေရာပေါ့ကိုကဒီမှာမှတ်ခဲ့ပြီးသွားပြီဆိုရင်ဒီဘက်ကိုလည်းပြန်လာဒီဟာကိုဒီလိုလုပ်ရင်ဒီဘက်ကဒီလိုမျိုးလုပ်ရမယ်နော်အဲ့တော့သူ့ရဲ့မာကာယာအတိုင်းလေးပဲဒီမှာရမယ်နော်သူ့ရဲ့မာကာယာအတိုင်းလေးပဲဒီမှာဂွားနဲ့ဒူကိုဒီလိုလေးလာဆက်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဘာလုပ်လိုက်လဲဘေးသားလေးကိုလှီးထုတ်လိုက်တယ်အနှဲငယ်လေးဘာဖြစ်သွားလဲတိမ်သွားပြီเนาะတိမ်သွားပြီပြီးွားရင်ဒီနေရာမှာထစ်